ခါတလေကောင်းကြိုက်တယ်ဒီနာကျင်မှုကိုခံစားလို့မကောင်းလို့ဆိုတဲ့အချိန်မှာအခက်အခဲပြောက်စီတစ်လုံးလေးကိုတောက်လိုက်တာနဲ့ပဲဒီပြဿနာကပြေလည်သွားတယ်ပေါ့နော်ဒါပေမဲ့ဒီကြိုက်ခဲပြောက်စီတစ်လုံးကပဲကြောက်ကက်ကိုတိတ်တိတ်လေးထိခိုက်နေတာကိုသင်တို့မသိဘူးမလားဒီဗီဒီယိုထဲမှာတော့အခက်အခဲပြောက်စီကိုအလွယ်တကူတောက်နေတာကကြောက်ကက်ကိုတကယ်ကိုထိခိုက်နေသလားဆိုတော့ပြပြပေးတော့မှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒေါက်တာကျော် Help Doc ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကဒေါက်တာကျော်မတူပါကောင်းဆိုင်မိသားစုစီကံရဲ့ပြန်လည်ကြိုဆိုအောင်ဖြစ်ပါတယ်ဆိုဥစ္စာပထမအနေနဲ့ painkiller ကြိုက်ခဲပြောက်စီဆိုတာပါလေပေါ့နော်ကြိုက်ခဲပြောက်စီဆိုတာဒီကတော့ ibuprofen တို့ diclofenac တို့ ketorolac တို့အစရှိတဲ့ဆေးတွေကိုမကြားဘူးပေမဲ့အလွယ်တကူဆက်ဆေးဆိုင်တွေမှာတောက်ခုတာတော့ရှိပါလိမ့်မယ်ဒီဆေးတွေကိုခေါင်းကိုက်တဲ့အခါမျိုးတွေကိုလက်နာကျင်ကြိုက်ခဲတဲ့အခါမျိုးတွေမှာဝယ်တောက်လို့ရှိတဲ့ painkiller ပေါ့နော်ကြိုက်ခဲပြောက်စီတွေဖြစ်ပါတယ်ဒါပေမဲ့ဒီဆေးတွေတောက်တဲ့နောက်ဆက်တွဲမှာဘာတွေဖြစ်နိုင်လဲဘာကြောင့်မလို့ကြောက်ကက်ကိုထိခိုက်ရတာလဲ။ကြိုက်ခဲပြောက်ဆေးတွေကကြောက်ကက်ရဲ့လုပ်ငန်းစဉ်တချို့မှာဝင်ပြီးတော့ပါဝင်ပတ်သက်မှုရှိပါတယ်။အထူးသဖြင့်ဒီကြောက်ကက်ကရေရိုးတဲ့စနစ်ပေါ့နော်စီးသွားတဲ့စနစ်ကိုထိခိုက်စေပြီးတော့မှနောက်ဆက်တွဲအနေနဲ့အနည်းငယ်သောဆိုးကျိုးတွေကိုဖြစ်စေနိုင်ပါတယ်။နောက်ပြီးတော့လိလာထားတဲ့သုတေသနတွေအရလဲဒီကြိုက်ခဲပြောက်ဆေးသုံးတဲ့လူတွေမှာကကြောက်ကက်ပျက်စီးမှုတော့ပုံမှန်တဲ့ဆိုင်3ဆပို့ပြီးတော့မှမြင့်တက်နေတာဖြစ်ပါတယ်။ဆိုဘယ်သူတွေကအနေနဲ့အများဆုံးလဲပေါ့နော်။တက်ကြီးတဲ့လူတွေစီးရုံနဲ့သွေးတိုးရှိတဲ့လူနာတွေနှလုံးရောဂါရှိတဲ့လူတွေနောက်ပြီးတော့ဆက်လက်တောက်တဲ့လူတွေရက်သမားတွေငကိုယ်တွေကကြောက်ကက်ယောဂအခန့်ရှိတဲ့လူတွေကတော့ဒီဆေးတွေကအသေးချာပေါ့ကြောက်ကက်ပျက်စီးမှုကိုဖြစ်စေနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကျမတို့ကအရန်ကြိုက်ခဲလာပြီးကြိုက်ခဲပြောက်ဆေးတောက်လို့မရတော့ဘူးလား။ဆိုအဲ့လိုမျိုးလည်းမဟုတ်ပါဘူး။နာကျင်ကြိုက်ခဲရဆိုရင်အကြိုက်ခဲပြောက်ဆေးကိုအထိုက်အလျောက်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှတောက်သုံးလို့ရပါတယ်။မိမိမှသာမိမိအလွန်အကျူးတောက်သုံးခြင်းကိုတော့ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့အကြံပေးတာကတော့ကြိုက်ခဲနာကျင်နေဆိုတဲ့နေရာမှာလဲတချို့သောကြိုက်ခဲနာကျင်မှုတွေကမိမိမှာအိမ်မပြောတာဟာမျိုးတွေအေးအေးပြတ်တဲ့ခါမျိုးတွေနောက်တစ်ခုကဒီကိုခံအားနည်းတဲ့ခါမျိုးတွေကြောင့်မလို့ခံမတင်တဲ့ကြွသားနာကျင်ကြိုက်ခဲမှုတွေဖြစ်လာနိုင်ပါတယ်ဆိုတော့ဒါမျိုးတွေဖြစ်လာပြီဆိုရင်တော့မိမိရဲ့ကိုခံအားတွေကောင်းမွန်အောင်အစားအသောက်မှန်ကန်စားရမျိုးတွေအချိန်မှန်အောင်မိမိရဲ့ lifestyle လို့ခေါ်တဲ့နေထိုင်မှုပုံစံကိုပြန်ပြီးတော့မှပြင်ဆင်တာမျိုးဒါမျိုးတွေကိုဦးစားပြီးပြုလုပ်သင့်ပါတယ်ဒီမျိုးတွေပြုလုပ်လို့မသက်တာမှသာလျှင်လိုအပ်တဲ့ကြိုက်ခဲပြောက်ဆေးဝါးတွေကိုတော့ဒီသက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှညွှန်ကြားထားသလောက်တော့တောက်သုံးသင့်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာပြပြပေးလိုက်တာကတော့တကယ်လို့မြန်မိမိကကြိုက်ခဲပြောက်ဆိုတွေတောက်နေတာကတကယ်ကိုကြောက်ကက်ကိုထိခိုက်စေလားဆိုတဲ့အကြောင်းအလေးပဲဖြစ်ပါတယ်ဆရာရဲ့ channel ကနေပြီးတော့မှကျမ်းမာရေးနဲ့ပတ်သက်တဲ့ဝိသုဒ္ဓတွေယောဂတွေနဲ့ဆေးဝါးတွေအကြောင်းကိုဝင်ပြပေးနေတာပဲဖြစ်ပါတယ်မိမိတို့ရဲ့ကျမ်းမာရေးတွေအများဆုံးအကျိုးရှိကြမှာလို့ဆရာ channel လေးကို subscribe လုပ်ဖို့လည်းအားလုံးကိုတောင်းဆိုလိုက်ပါတယ်သိချင်တဲ့မေးခွန်းလေးတွေရှိတဲ့ထုံးစံတိုင်းအောက်က comment မှာဝင်ရောက်ရေးသားထားလို့ရပါတယ်ဆရာနဲ့ online နဲ့တိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုတော့ပြထားတဲ့ Facebook page တွေမှာလာရောက်ပြီးတော့မှ booking ယူပြီးတော့ online နဲ့တိုင်ပင်ဆွေးနွေးလို့ရပါတယ်ဆရာရဲ့စီကံကိုလည်း SMS နဲ့ကိုကြိုဆိုပါ၏ခင်ဗျာဖွင့်လှစ်ပေးထားပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အတူတူကြောက်ချင်းစတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ